ဝင်းကျော်ဆိုတဲ့အကောင့်ပိုင်ရှင်ကမြင်မြန်ထားတာဖြစ်ပါတယ်ဆယ်ပေပဲရှိတော့တာဆိုတော့တဲ့ပါမစ်ပြောက်ဂရန်တီလျှောက်လို့ရပါမလားဆီယမဆိုပြီးတော့မြင်မြန်ထားတာဖြစ်ပါတယ်အဲ့တော့ကျမတို့ကဆယ်ပေတဲ့ကိုဂရန်တီလျှောက်လို့မရပါဘူးပါမစ်ပြောက်နဲ့လည်းမရဘူးပါမစ် original ရှိတယ်ဆိုလည်းမရပါဘူးကိုကပါမစ်တစ်ခွက်ကိုဂရန်တီလျှောက်မယ်ဆိုလို့ရှိရင်အဲ့ဒီပါမစ်ငကို original ပါမစ်ပါပေါ့နော်ပါတဲ့အကျယ်ဝန်းအတိုင်းကိုပဲ guarantee ပထမဆုံးရှောက်ရပါတယ်ဥပမာအနေနဲ့ပေ20ပေ60ဆိုလို့ရှိရင်20 60အတွက် guarantee ကိုရှောက်ရတယ်40 60ဆိုလို့ရှိရင်40 60ရှောက်ရတယ်ပေါ့နော်အဲ့ကနေမှတစ်ဆင့်ကိုခွဲစိတ်ချင်လို့ဆိုလို့ရှိရင်ခွဲစိတ်ပေါ့အဲ့တော့ကိုကအဲ့လိုမျိုးခွဲစိတ်တယ်ဆိုလို့ရှိရင်တော့10ပေတီးတန့်ကို10ပေ60အတွက်ကိုတီးတန့်ခွဲစိတ်လို့တော့မရပါဘူးရှင်အနည်းဆုံးပေ20ပေ60ဖြစ်ရမှာဖြစ်ပါတယ် guarantee ကိုခွဲစိတ်မယ်ဆိုရင်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်ကတော့ lawyer စုမပါ